အာဖရိကဆာဗာနာရဲ့စိမ်းလန်းတဲ့မြက်ခင်းပြင်တစ်ခုမှာတဘာဝတရားရဲ့ကြမ်းတမ်းတဲ့ဇလံတစ်ပုဒ်စတင်နေပါတယ်။လေပင်ရှည်ကြီးနဲ့တစ်ကလအုံမိခင်တကောင်ဟာသူ့ရဲ့မွေးကာစသားငယ်လေးကိုစောင့်ရှောက်ရင်းနဲ့ရပ်တည်နေပါတယ်။အနီးနားမှာတော့ချင်းသေးမတကောင်ကသားကောင်ရှာဖွေမှုအောင်မြင်ဖို့အတွက်အသည့်အနေထားနဲ့ပုံအောင်နေတာပါ။ချင်းသေးမကတစ်ကလအုံပေါက်လေးကိုစိတ်ဝင်စားနေပြီးတော့သူ့ရဲ့အစာအဖြစ်အသုံးချဖို့ကြိုးစားလာပါတယ်။သားငယ်လေးကတော့အနေကိုမသိပဲသူ့မိခင်ရဲ့ခြေထောက်တွေကြားမှာခိုအောင်နေခဲ့တာပါရုတ်တရက်ဆိုသလိုပဲချင်းသေးအုပ်ထဲကနောက်ထပ်တစ်ကောင်ကလည်းမြတ်တော်ထဲကနေထွက်ပေါ်လာပြီးတော့တစ်ကလက်အုပ်သားငယ်လေးကိုပတ်ပြီးဝိုင်းဖို့ကြိုးစားပါတော့တယ်တစ်ကလက်အုပ်မိခင်ကချက်ချင်းတုံ့ပြန်လိုက်ပါတယ်သူ့ရဲ့ရှည်လျားပြီးတန်မာတဲ့ခြေထောက်တွေကိုဒိုင်းတစ်ခုလိုသဘောထားပြီးသားငယ်လေးကိုကာကွယ်ရင်းနဲ့ချင်းသေးတွေကိုကန်ကြောက်ဖို့အတွက်အသင့်အနေထားစောင့်နေလိုက်ပါတယ်အားအင်အပြည့်နဲ့ရဲရဲဝံ့ဝံ့ခုခံနေတဲ့မိခင်တယောက်ရဲ့မြစ်တာကိုတော့အထင်အရှားမြင်တွေ့နေရပါတယ်။အဲဒီနောက်မှာတော့ချင်းသေးမတွေကနီးပြူဟာပြောင်းပြီးတော့သားကောင်ကိုဝိုင်းပြီးဖမ်းဖို့နေရာယူလိုက်ကြပါတယ်။တစ်ကလအုံမိခင်ကလည်းလုံးဝအလျှော်မပေးပါဘူး။သူကသူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ချင်းသေးတွေကိုအဝေးကိုတွန်းထုတ်ပြီးရန်သူနဲ့သားငယ်လေးကြားမှာအမြဲတမ်းနေရာယူထားလိုက်ပါတယ်။တစ်ကလအုံရဲ့အားကောင်းတဲ့အခြေခံချက်တွေကချင်းသေးတွေအတွက်အလွန်အမင်းအန္တရာယ်ရှိတာကြောင့်သူတို့ကလည်းသတိကြီးစွာနဲ့ချင်းကပ်နေရပါတယ်။တစ်ကလအုံမိခင်ရဲ့ဒီလိုခုခံမှုတွေကြောင့်လည်းချင်းသေးတွေကချက်ချင်းတိုက်ခိုက်ဖို့အခွင့်အရေးမရနိုင်သေးတာပါ။ချင်းသေးမတွေကလည်းစိတ်ရှည်စွာနဲ့စောင့်ဆိုင်နေပြီးတော့တစ်ကလအုံမိခင်ရဲ့စွမ်းအင်တွေကုန်ဆုံးသွားမဲ့အချိန်ကိုစိတ်ရှည်ရှည်နဲ့စောင့်နေပုံရပါတယ်။တစ်ကလအုံမိခင်ဟာပင်မနွမ်းနယ်နေပေမဲ့သူ့ရဲ့သားငယ်လေးကိုအကာအကွယ်ပေးဖို့သူ့ခြေထောက်တွေကိုအားပြုပြီးတေးသေးချာချာရပ်တည်ထားစေပါပဲ။ဒီပြင်းထန်တဲ့ရင်ဆိုင်မှုကအာဖရိကဒေါ်ရန်ရဲ့အသက်ရှင်ရပ်တည်ရေးစက်ဝန်းကိုပြသနေပြီးမိခင်ရဲ့မြစ်တာနဲ့သားကောင်ရှာဖွေသူတို့ရဲ့စိန်ခေါ်မှုကိုပေါ်လွင်စေနေတာပါဒီရုပ်သံဗီဒီယိုကတော့သားငယ်လေးကိုကာကွယ်ဖို့အတွက်အရာရာကိုပေးဆက်ဖို့နဲ့တစ်ကလအုံမိခင်ရဲ့ရဲစွမ်းတက်တီကိုပြသနေတဲ့အမတ်ရစရာမြင်ကွင်းတစ်ခုပါပဲချင်းသေးတွေဟာပြင်းထန်တဲ့အစာရည်စာရှားပါမှုကြောင့်သာအရွယ်ရောက်ပြီးတန်မာတဲ့တစ်ကလအုပ်တွေကိုအမြဲတမ်းအမဲလိုက်လိရှိပါတယ်အရွယ်ရောက်ပြီးအင်အားရှိနေတဲ့တစ်ကလအုပ်တွေကိုအမဲလိုက်ဖို့ဆိုရင်ချင်းသေးတွေဟာမတူညီတဲ့နီလန်းတွေကိုအသုံးပြုပြီးအဖွဲလိုက်စီစီလုံးလုံးနဲ့စနစ်တကျလှုပ်ဆောင်ဖို့လိုအပ်နေတဲ့အခြေအနေတွေပါဒီဗီဒီယိုကတောရရဲ့ခက်ခဲကြမ်းတမ်းတဲ့နေ့စဉ်ဘဝကိုဓာတ်ရိုက်မြင်တွေ့စေပြီးတော့မိခင်တဦးရဲ့သားသမီးပေါ်မှာထားရှိတဲ့မြတ်တာကအရာရာကိုပိုင်ဆိုင်နိုင်တဲ့တတိကိုဘလို့ပေးစွမ်းတယ်ဆိုတာပြသနေပါတယ်ဒီလိုတောတန်းတိရစ္ဆာန်တွေရဲ့အသက်လူပွဲတွေနဲ့တခြားသောသဘာဝတွေကိုကြည့်ရှုတင်နေဆိုရင်တော့အကောင့်လေးကို follow လုပ်ခဲ့ပြီးဖို့လည်းဖိတ်ခေါ်လိုက်ရပါတယ်